ဒီနေ့ကဆူရှီစားရင်းနဲ့ကိုတန်ဖိုးကိုသတိရစီတဲ့အကြောင်းကိုပြောချင်တယ်ဆူရှီတစ်ခြားကိုကြည့်လိုက်ပါဈေးရတော့လေမြင့်တယ်နော်သေးပေမဲ့ဈေးကမြင့်တယ်ဘာဖြစ်လို့လဲဆိုတော့သူ့ဒီထဲမှာပါတဲ့အရေးအသွေးအလုံးကျွမ်းကျင်မှုသူ့ရဲ့တန်ဖိုးတွေကဈေးကြီးပြီးတော့ဝယ်ရလို့ဖြစ်တယ်ဆူရှီကဘယ်တော့မှဈေးမလျှော့ဘူး discount လည်းမရှိဘူးကိုလည်းတန်ဖိုးထားဖို့လိုတယ်ဘာလို့လဲဆိုတော့ကိုရဲ့ကိုပိုင်တက်တွေအချိုးမကျတဲ့အခမဲ့သူများကိုပေးလိုက်မယ်ဆိုလို့ရှိရင်ကိုရဆိုရှင်မဟုတ်တော့ fast food ဖြစ်သွားလိမ့်မယ်လူတွေကအစားထိုးလို့ရတဲ့ဥစ္စာတွေဆိုရှင်သူတို့ကတန်ဖိုးမထားကြကိုရဲ့တန်ဖိုးကိုသိနေပြီးတော့ကိုရဲ့အရေးချင်းတွေကိုလိုရမယ့်ဥစ္စာတွေကိုဆက်လုပ်ပြီးဂုဏ်ယူစွာနဲ့ဆက်လုပ်နေမယ်ဆိုလို့ရှိရင်ကိုရဲ့ vision တွေကိုယ့်ရဲ့ passion တွေဆက်လုပ်နေမယ်ဆိုလို့ရှိရင်ဒါကကိုရဲ့ value ကိုရဲ့တန်ဖိုးသိတာနဲ့တူတူပဲအဲ့တော့အဲ့လိုလုပ်ပြီးဆိုတာနဲ့ကိုတန်ဖိုးကိုသူများကြီးသိပြီကိုသူများကြီးတန်ဖိုးထားလာလိမ့်မယ်ဒါပေမဲ့တန်ဖိုးထားအောင်လို့လည်းကိုကလုပ်တာမဟုတ်ကိုရဲ့ word ကိုသိရတဲ့ကြောင့်ကိုကတန်ဖိုးထားကိုတန်ဖိုးထားရဆိုသူများကိုလာပြီးတန်ဖိုးလာထားအဲ့ခါကျရင် outside approval is not worth it anymore ကိုရဲ့ inside မှာကို satisfy ဖြစ်တယ်ကို confidence ရှိတယ်ဒါဆိုရတယ်ဒီဗီဒီယိုက sushi လိုမျိုးပဲကိုတန်ဖိုးကိုသိပါကို word ကိုဘယ်တော့မှသူများတော့မချပေးပါနဲ့အဲ့တော့ sushi ဖြစ်ချင်ကိုတန်ဖိုးထားမဟုတ်လို့ရှင်တော့ fast food ဖြစ်သွားလိမ့်မယ်